ဇုံခံတဲ့ယဟန်ကိုမြင်တော့အဇာတတကသူဟာရှင်ပြေနေပညာရှိတွေများစွာမြင်မှုပေမဲ့သူတို့ဟာစိတ်ဖိစီးမှုများနဲ့ပူပန်နေကြကြောင်းဒါပေမဲ့ယဟန်တန်ကများကတော့အမြဲတမ်းစိတ်အေးချမ်းနေကြပြီးတော့ဒီလိုဖြစ်အောင်ဘယ်လိုများနေထိုင်ရတာလဲလို့မေးလိုက်ပါတယ်ယဟန်ကအနာဂတ်ကိုကြိုတင်ပြီးတွေးမပူသလိုအတိတ်ကနာကျင်မှုတွေကိုလည်းမေးထားပါလေလို့ဆိုလိုက်တာပါအဲ့ဒီစကားကြောင့်အဇာတတဟာသူ့ရဲ့တရဖူကိုကျွတ်ကာယဟန်ရဲ့တပိတ်ထဲကိုထည့်လိုက်ပြီးဗုဒ္ဓကိုစက်ကပ်ပေးပါလို့ဆိုခဲ့ပါတယ်ဘုရားရှင်အဇာတတရဲ့တရဖူကိုကင်ကြည့်ပြီးနောက်ပြုံးတော်မူလိုက်ပြီးသွားစုအာနန္ဒာအဇာတတရဲ့စိတ်တွေပူလောင်နေပြီလို့မိန့်တော်မူလိုက်ပါတယ်ရှင်အာနန္ဒာကဘာကြောင့်သူကိုယ်တိုင်မလာရတာလဲလို့မေးတဲ့အခါမှာဘုရားရှင်ကသူ့ရဲ့မာနကသူ့ကိုလာဖို့ခွင့်မပြုခြင်းဖြစ်ကြောင်းမိန့်တော်မူပါတယ်ရှင်အာနန္ဒာကအဇာတတလို့ပြစ်မှုအကြီးကြီးကျူးလွန်ထားသူကတရားဓမ္မရဲ့အင်းငိမ့်ခြင်းကိုခံစားနိုင်ပါမလားလို့မေးတဲ့အခါဘုရားရှင်ကလည်းအဇာတတကလည်းငြိမ်းအေးခြင်းကိုခံစားနိုင်ကြောင်းကြီးမားတဲ့အပြစ်ကိုကျူးလွန်ထားပေမဲ့ငြိမ်းအေးခြင်းဆိုတာတီးခြားတီးရှိတဲ့လမ်းကြောင်းတစ်ခုပဲဖြစ်တာကြောင့်မြည်သူမဆိုရောက်နိုင်ပါတယ်လို့မိန့်တော်မူခဲ့ပါတယ်။အဲနောက်အဇာတတရဲ့နန်းတော်ရှိကိုရောက်သွားခဲ့ကြပြီးအဇာတတကအရှင်ဗုဒ္ဓဘယ်လိုအရာကတင့်ကိုကြွလာစေပါသလဲကျွန်ုပ်ကိုအခေါ်လွတ်လိုက်လေရပါတယ်လို့ဆိုလိုက်ပါတယ်။ဘုရားရှင်ကအသင်ပိုင်ဆိုင်တဲ့အရာကိုလာပြန်ပေးခြင်းဖြစ်တယ်လို့ဆိုတာတရဖူကိုပြန်ဆောင်ပေးဖို့လုပ်ပေမဲ့အဇာတတကကျွန်ုပ်ဒါကိုအလိုမရှိတော့ဘူးလို့ဆိုလိုက်တာဖြစ်ပါတယ်။သူအနေနဲ့တရဖူကိုတတ်မှတ်မှုကြောင့်အပြင်းများစွာကျူးလွန်မိခဲ့ကြောင်းအကောင်းဆုံးကိုခွဲခြားသိနေပေမဲ့မသိစိတ်ကိုထိန်းချုပ်လို့မရခဲ့ကြောင်းဒီလိုအရာတွေနဲ့မိမိရဲ့စိတ်နှလုံးကိုနှိပ်စက်နေမှမသိနှိပ်စက်မိနေခဲ့ကြောင်းဒါပေမဲ့ဒီနေ့မှာတော့ငြိမ်အေးမှုကိုမရရင်ယူတော့သွားတော့မလို့ဖြစ်နေကြောင်းရှောက်ထားခဲ့ပါတယ်။ဘုရားရှင်ကငြိမ်အေးမှုဆိုတာမိမိကိုယ်တိုင်ရှာဖွေရကြောင်းတပားသူစီမှာလက်ဖြန့်တောင်းခံလို့မရကြောင်းမိန့်တော်မူတဲ့အခါအဇာတတကဒီလိုဆိုရင်တပည့်တော်ဘယ်လိုလုပ်ရမလဲဖေဟာခွေးလေးတွေဒဏ်ရာရရင်မိမိရဲ့ဒဏ်ရာကိုရှာနေရက်တယ်လို့လုံနေရမှာလားဆိုပြီးမေးလိုက်ပါတယ်။ဘုရားရှင်ကအဇာတတဟာဘယင်တစ်ပါးဖြစ်တာကြောင့်ဒိုင်းမီကိုတရားသဖြင့်အုပ်ချုပ်ပါကစိတ်နှလုံးအေးချမ်းပြီးငြိမ်းအေးမှုကိုရလာမှာဖြစ်ကြောင်းရှင်ပြန်လို့သူငြိမ်းချမ်းပြီဆိုရင်တိုင်းသူပြည်သားတွေလည်းအေးချမ်းပါလိမ့်မယ်ဆိုပြီးတော့ဟောကြားလိုက်ပါတယ်။အဇာတတကအခုချိန်မှာသူ့ရဲ့စိတ်အတွင်းမှာအစိတ်စိတ်အမွားမွားကြေမွနေလို့ခံစားနေရပါတယ်လို့ဆိုခဲ့ပါတယ်။ဒီကမှာဘုရားရှင်ကတင်တေးဂီတာတွေကိုနှစ်သက်ပါသလားလို့မေးတော်မူလိုက်ပါတယ်။ဘုရားရှင်ကတေးဂီတာဖန်တီးတဲ့ဒုရိယတက်လက်လိုပဲကျိုးတွေမရှိရင်တေးဂီတာတန်ထွက်ပေါ်လာမှာမဟုတ်ကြောင်းကျိုးတွေရှိပေမဲ့တင်းလုံးပြန်ရင်လည်းတီးခတ်ချိန်မှာပြတ်တောက်သွားနိုင်သလိုကျိုးတွေရော့နေရင်လည်းဂီတတန်မထွက်နိုင်ကြောင်းဒုရိယတလက်တောင်ကျိုးတွေကိုတင့်အောင်ချင်းကြီးရသလိုအစာတသက်ရဲ့ကိုရင်းကခတ်ထန်တဲ့ခန်းစားချက်တွေကိုလည်းတင့်အောင်ချင်းကြီးရမှာဖြစ်ကြောင်းဒီလိုဆိုရင်သာငြိမ်ချောင်းတဲ့တန်စင်တစ်ခုလိုစိတ်နှလုံးသားကလည်းပျော်ပြောင်းနူးညံ့လာပါလိမ့်မယ်လို့ဟောတော်မူခဲ့ပါတယ်အစာတသက်ကသူဟာအပြစ်ကြီးတွေကိုကျူးလွန်ခဲ့တာကြောင့်ဒီအပြစ်တွေကနေလွတ်မြောက်နိုင်ပါမလားလို့မေးလာတဲ့အခါဘုရားရှင်ကအမားကိုသိရင်ပြောင်းလဲဖို့အတွက်နောက်ကျတယ်ဆိုတာမရှိကြောင်းမိမိကိုယ်ပြောင်းလဲပြီးဖြောင့်မတ်မှန်ကန်ခြင်းကမိမိကိုလွှမ်းမိုးလာတဲ့အခါအနာမှာခါစားနေကြတဲ့အမတ်မင်းတွေတတ်မှုတွေလည်းတရားမျှတမှုကိုလေးစားလာမှာဖြစ်ကြောင်းဒီလိုနည်းနဲ့မိမိရဲ့ဘဝကိုတန်ဖိုးတက်စေပြီးတော့လက်အောက်ငယ်သားတွေကိုလည်းဩဇာတက်ရောက်မှုရှိမှာဖြစ်ကြောင်းဘယင်တစ်ပါးအတွက်အာဏာနဲ့အုပ်ချုပ်ပဲမြစ်တာနဲ့အုပ်ချုပ်ခြင်းတည်တာငြိမ်းချမ်းနီလန်းဖြစ်ကြောင်းဟောကြားတော်မူခဲ့ပါတယ်အစာတသက်ကသူဟာဖခင်ကိုတတ်မိသည့်အထိအပြစ်များကျူးလွန်ခဲ့ပေမဲ့ဒီနေ့ကစားပြီးဘုရားရှင်ရဲ့အဆုံးအမကိုအမြဲနှလုံးသွင်းမှာဖြစ်ကြောင်းဘယ်သူတဦးတယောက်ရဲ့ခွင့်လွှတ်မှုနဲ့မှမထိုက်တန်တဲ့သူလိုလူတယောက်ကိုဘုရားရှင်ရဲ့တပည့်ဖြစ်သတ်မှတ်ပေးပါလို့ဆိုခဲ့ပါတော့တယ်ဘုရားရှင်ကလူတဦးဟာအရာရာနဲ့ထိုက်တန်ကြောင်းစัจ java တစ်ခုလုံးမှာမိမိရဲ့မေတ္တာနဲ့အထိုက်တန်ဆုံးသူဟာမိမိကိုယ်တိုင်သာဖြစ်ကြောင်းဒါကြောင့်ကောင်းကျိုးဆိုးပြစ်တွေကိုမိမိကိုယ်တိုင်ဆင်ခြင်သုံးသပ်ပြီးတရားကိုအမြဲနှလုံးသွင်းပါလို့ဆိုကဆုံးမတော်မူခဲ့ပါတော့တယ်ညပိုင်းချိန်မှာဇာတသက်ဟာဘုရားရှင်ရဲ့အဆုံးအမတိုင်းတရားရှုမှတ်နေချိန်မှာဒေဝရတ်ကြီးရောက်ချလာခဲ့ပါတယ်ဒေဝရတ်ကအမြဲတမ်းစိန်ခံတဲ့အရာတွေနဲ့ပျော်ပါနေတတ်တဲ့ဇာတသက်ဟာတရားတွေပါရှုမှတ်နေပါလားလို့ဆိုတဲ့အခါမှာဇာတသက်ကတရားရှုမှတ်တယ်ဆိုတာကိုနားမလည်သေးကြောင်းမိမိကိုယ်ကိုငြိမ်းချမ်းအောင်ကြိုးစားနေခြင်းသာဖြစ်ကြောင်းဆိုလိုက်ပါတယ်ဒီခါမှာဒေဝရတ်ကဘယ်လိုငြိမ်းချမ်းနိုင်မှမလဲကျုပ်တို့ရဲ့ဘုံရန်သူကအသက်ရှင်လျက်ရှိနေသေးတာကိုလို့ဆိုလိုက်တာပါအဲနောက်ဘုရားရှင်သာမကသာသနာတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့အဇာတသက်ရဲ့စစ်တီတချို့သူနဲ့ထည့်ပေးလိုက်ဖို့ပြောခဲ့ပါတယ်ပြောင်းလဲသွားပြီဖြစ်တဲ့အဇာတသက်ဟာဒီနေ့ကစလို့ဗုဒ္ဓနဲ့သူ့ရဲ့တာဝကတွေကိုထိပါသူမှန်သမျှရန်သူအဖြစ်နဲ့တုတ်တင်ပြစ်မယ်ဆိုပြီးတော့ပြောလိုက်တာပါဒေဝရတ်ကလည်းအချိန်လေးကိုနားလည်သွားခဲ့ပြီးတော့သင်ဟာအာနာရှင်ကနေသူတော်တင်ဖြစ်ချင်နေတာပဲဗုဒ္ဓကသင်လိုလူကိုယ်တော်ပြောင်းလဲပြစ်လိုက်နိုင်ရင်အတော်ညံများတဲ့လူပဲဖြစ်ရမယ်လို့ဆိုလိုက်ပါတယ်အဇာတသက်ကဗုဒ္ဓတပ္ပညုတဉာဏ်ရရှိထားသူဖြစ်တယ်လို့စัจ java တစ်ခုလုံးမှာအတုမရှိသောသူဖြစ်ကြောင်းအချိန်တွေကြာလာတဲ့မြအရာရာပျောက်ကွယ်သွားမှာဖြစ်ပေမဲ့ဗုဒ္ဓရဲ့ဉာဏ်အလင်းကတော့အမြဲတမ်းထွန်းလင်းနေလိမ့်မှာဖြစ်ကြောင်းမိမိကိုယ်ကိုပြောင်းလဲခြင်းအတွက်ဘယ်တော့မှနောက်ကျခြင်းဆိုတာမရှိတာကြောင့်
သူဟာလည်းဗုဒ္ဓရဲ့တပည့်ဖြစ်နေတသက်တာခံယူလိုက်ပြီးဖြစ်ကြောင်းဆိုလိုက်ပါလေဒေဝရတ်ကဒါဟာမိတ်ဆွေလိုကြွေးကြော်ပြီးယုံကြည်မှုကိုသစ္စာဖောက်တာဖြစ်ကြောင်းဒါဟာသူ့အကူအညီကိုဒုတိယအကြိမ်ညင်ပယ်ခြင်းဖြစ်ပြီးတော့ဒီလောက်ရက်ကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ဆိုကဒေါသတကြီးနဲ့ပြန်ထွက်သွားခဲ့ပါတော့တယ်နောက်နေ့မှာတော့ဒေဝရတ်ကဘုရားရှင်ဆုံးခံကြွလမ်းမှာကြိုတင်ဆောင်ဆိုင်နေခဲ့ပြီးတော့လောက်ကြံမှုစူးစမ်းခဲ့ပေမဲ့စွန်းစားလာပင့်တဲ့တကားတွေရောက်လာတာကြောင့်အကြံစီပြတ်သွားခဲ့ရပါလိမ့်ဘုရားရှင်ဆုံးခံကြွလမ်းမှာအလွန်တရာချမ်းအိတ်နေတဲ့ကြားကရေချိုးနေတဲ့ပုံသားတို့ကိုမြင်လိုက်ရတာကြောင့်ဘေးနားကတကားနှစ်ဦးကိုအကျိုးကြောင့်မေးကြည့်လိုက်ပါလိမ့်တကားများကအဲ့ဒီပုံသားကရေချိုးပြီးကမ်းပေါ်တက်မှာဖားတကောင်ကိုတန်နေမိတာကြောင့်သူကိုယ်သူအပြစ်ရှိသူလို့တတ်မှတ်လိုက်ကြောင်းဒါကြောင့်အပြစ်ကိုစေးကြောဖို့မျက်ရည်ထဲမှာ108ချိန်တိတိထိုင်ထားလုံနေကြောင်းကိုရှောက်ထားခဲ့ပါလိမ့်ဒီကမှာဘုရားရှင်ကမြေကမ်းသားကိုရှောက်သွားကပုံသားကိုဒီတိုင်းဆက်လုပ်နေရင်အေးမိပြီးဖျားနာလိမ့်မယ်လို့မိတ်လိုက်ပါလိမ့်ပုံသားကသူမစင်မချင်တဲ့ဖားတကောင်ကိုတန်နေမိတာကြောင့်အပြစ်စင်ကြယ်တဲ့ဒီမျက်ရည်ကိုချိုးရပါလိမ့်မယ်လို့ဆိုခဲ့ပါလိမ့်ဘုရားရှင်ကဒီမျက်ရည်ကိုချိုးရုံနဲ့စင်ကြယ်သွားစီမယ်ဆိုရင်မြက်ထဲမှာနေထိုင်ကြတဲ့ဖားတွေငါးတွေလိတ်တွေမွေတွေအားလုံးတန်တရားကမလွန်မြောက်သင့်ပေဘူးလားဆိုပြီးတရားပြလိုက်ပါလိမ့်ဒီတော့မှပုံသားလည်းအမြင်မှန်ရကကမ်းပေါ်ကိုပြန်တက်လာခဲ့ပါလိမ့်ဘုရားရှင်ကမြေကြီးကိုချိုးုံနဲ့အပြစ်တွေကိုအာဘတ်ဖြေလို့မရနိုင်ကြောင်းအပြစ်တွေအားလုံးကလွတ်မြောက်လိုပါရင်မိမိကိုယ်တိုင်အဝိဇ္ဇာအမှောင်လူတွေကနိုးချဖို့လိုအပ်ကြောင်းဟောတော်မူခဲ့ပါလိမ့်ပုံနာကအရှင်အာမန်တရားကိုရိုးချင်းစွာနားလည်စေခဲ့ကြောင်းနဲ့သူဟာရှေးရခင်ကလေးကရှိလာခဲ့တဲ့အယူလွဲမှားမှုတွေကိုမျက်စိစုံမဲ့ပြီးယုံကြည်နေမိကြောင်းပြန်လဲလျှောက်ထားလိုက်ပါလိမ့်ဒီကမှာဘုရားရှင်ကဟိုးရခင်ကလေးကမှတ်သားထားတဲ့အသိပညာတွေဆိုပေမဲ့ကိတ်တွေကြာလာနေမြပြန်လဲသုံးသပ်ဆင်ခြင်ဖို့လိုအပ်ကြောင်းဘဝမှာကိုယ်ပိုင်လင်းအောင်နဲ့မိမိကိုယ်ကိုအလင်းပြဖို့သာစူးစမ်းတင်ကြောင်းမိန်ကြားကချမ်းအေးနေတဲ့ပုံနာကိုသင်္ကန်းတစ်ထည်ထုတ်ကခြုံပေးလိုက်ပါတော့တယ်တဖက်မှာဒေဝရတ်ဟာတောင်ထိပ်ပေါ်ကိုကြောက်တုံးကြီးလိမ့်တင်သွားခဲ့ပြီးဘုရားရှင်စွန်းစားပြီးပြန်လာတဲ့အချိန်မှာတော့ကြောက်တုံးကိုတွန်းချလိုက်ပါလိမ့်ဒါပေမဲ့သူကိုယ်တိုင်လည်းခြေချော်ပြီးတော့ကြောက်တုံးရဲ့အနောက်ကလိုက်ပြီးတော့လိမ့်ကျသွားပါတော့တယ်တောင်ဆောင်တိုင်းလိမ့်ဆင်းလာတဲ့ကြောက်တုံးကအရှိန်နဲ့ဘုရားရှင်ကိုကြော်သွားခဲ့ပြီးတော့ဒေဝရတ်ကတော့ဘုရားရှင်ရဲ့ခြေတော်ရင်းတဲ့တဲ့ကိုလိမ့်ကျလာပါတော့တယ်ဘုရားရှင်ဟာသွေးအလိမ့်လိမ့်နဲ့ဒဏ်ရာအပြင်းထန်ရနေတဲ့ဒေဝရတ်ကိုကျောင်းတော်ကြီးကိုပြန်ခေါ်လာခဲ့ပြီးကိုတော်တိုင်ပြုစုကုသပေးတော်မူခဲ့ပါလိမ့်နောက်ဆုံးချိန်ကိုရောက်နေဖြစ်တဲ့ဒေဝရတ်ဟာအခုမှပြုတ်ခဲ့မိတဲ့အပြစ်တွေကိုတစိမ့်စိမ့်တွေးကအမြင်မှန်ရလာခဲ့ပြီးဘုရားရှင်ရဲ့ခွင့်လွှတ်မှုနဲ့မထိုက်တန်ပါဘူးလို့ဆိုကငိုယိုတောင်းပန်ရှာပါလိမ့်သူ့ရဲ့ဘဝတစ်လျှောက်လုံးနီးပါးဘုရားရှင်ရဲ့ပျက်စီးကြောင်းကိုပဲကြံစီနေခဲ့မိကြောင်းရှောက်ထားတဲ့အခါမှာဘုရားရှင်ကဘယ်တုန်းကမှအပြစ်မယူခဲ့ကြောင်းမိန့်တော်မူပါလိမ့်ဒီခါမှာဒေဝရတ်ရဲ့မျက်နှာဟာပြုံးရောင်တန်းလာခဲ့ပြီးတော့ဗုဒ္ဓံတရဏံဂစ္ဆာမိဆိုပြီးတော့ရွတ်ဆိုလိုက်ပါတော့တယ်ဘုရားရှင်ကဒေဝရတ်ကိုစိတ်ထဲမှာတရားဓမ္မကိုအမြဲတမ်းနှလုံးသွင်းမှုနဲ့ဗုဒ္ဓကိုလည်းမမေ့မလျော့စေဖို့အမှန်တရားကိုသိရှိသူဟာဓမ္မလမ်းကြောင်းအပေါ်ကိုရောက်လာကြောင်းနဲ့မိမိရဲ့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားချုပ်တီးထားဖို့မိန့်ကြားတော်မူလိုက်ပါတယ်အဲဒီနောက်ဒေဝရတ်ဟာဓမ္မံတရဏံဂစ္ဆာမိတန်ကံတရဏံဂစ္ဆာမိဆိုပြီးဝေဒနာကြားကကြိုးစားရွတ်ဆိုကဘဝဇက်သိမ်းသွားခဲ့ပါတော့တယ်မနက်ခင်းတစ်ခုမှာဘုရားရှင်ဟာငိုရှိုက်တန်ကိုကြားနေရတာကြောင့်အတန်လာကိုသွားကြည့်တဲ့အခါတရားရှုမှန်ရင်ရှိုက်ကြီးတွေငိုနေတဲ့ရှေးမောက်ကလန်ကိုတွေ့လိုက်ရပါတယ်ဘုရားရှင်ကအကြောင်းရင်းကိုမေးတဲ့အခါရှေးမောက်ကလန်ကတရားရှုမှတ်တိုင်းမေတော်ဖြစ်သူကိုမြင်နေရကြောင်းငယ်စဉ်ကလေးကမိခင်ဖြစ်သူကိုစိတ်ဒုက္ခမပေးဘူးပေမဲ့ဘာကြောင့်မှမသိဝမ်းနည်းမှုတွေခံစားနေရကြောင်းအာယုန်တွေကပုံရိပ်မှာမိခင်ဖြစ်သူကိုထမင်းခွန်ကျွေးပေမဲ့မိခင်ရဲ့ပါဇက်ထဲကိုရောက်သွားချိန်မှာမိခဲတွေဖြစ်ပြောင်းလဲသွားကြောင်းအဲ့ဒီမြင်ကွင်းကြောင့်လွန်စွာစိတ်မချမ်းမသာဖြစ်နေရကြောင်းနဲ့ဒါကဘလို့အထိပ္ပယ်ရှိပါလဲလို့မေးလျှောက်ခဲ့ပါလိမ့်ဘုရားရှင်ကမိခင်ဖြစ်သူမှာတက်ရှိထင်ရှားရှိစဉ်အချိန်ကတဦးတယောက်ပေါ်ညှဉ်းပန်းနှိပ်စက်ခဲ့ဘူးပါသလားဆိုပြီးတော့မေးလိုက်ပါလိမ့်ရှင်မောက်ကလန်ကမိခင်ဖြစ်သူရဲ့လောက်ရတွေဟာတခြားသူတွေပေါ်အမြဲထိခိုက်စေခဲ့ကြောင်းနဲ့ဒီအတွက်ဖြစ်လာတဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုဘလို့ဖြေပြောက်ရမလဲလို့မေးခဲ့ပါလိမ့်ဘုရားရှင်ကမိခင်ဖြစ်သူဟာဘလို့အပြစ်တွေကျူးလွန်ခဲ့ပါစေရှင်မောက်ကလန်နေနဲ့ချင်းမြတ်နိုးလျက်ရှိတာကိုအားရကျေနပ်မိတဲ့အကြောင်းရှင်မောက်ကလန်နေနဲ့စင်ကြယ်တဲ့သီလတရားနဲ့သူတော်ကောင်းတရားများအားထုတ်ကမိဘကျေးဇူးကိုစနိုင်ကြောင်းကုသိုလ်ကောင်းမှုပြုပြီးတိုင်းမိဘတို့အတွက်ရည်စူးအမြတမ်းပေးဝေရင်မိဘတွေကတမလွန်ကနေတာရုအနုမောဒနာခေါ်ဆိုပြီးကောင်းမွန်ရာကိုရောက်ပါလိမ့်မယ်ဆိုပြီးတော့ဟောတော်မူခဲ့ပါတယ်တော်ဝင်ပုံသားကြီးကတပည့်များနဲ့တူရေကြီးတုပ်ပြပုံစံနဲ့ရောက်လာပြီးတင်တကယ်ပဲဗုဒ္ဓရဲ့တပည့်ဖြစ်ခံယူလိုက်ပြီလားဆိုပြီးတော့အဇာတတက်ကိုမေးလိုက်တာပါအဇာတတက်ကအေးဆေးစွာနဲ့ခေါင်းငိမ်ပြတဲ့အခါပုံသားကြီးကစိတ်ဆိုးမှန်ဆိုးနဲ့အပြစ်တင်ပါတော့တယ်မိကြီးကပြမနာပုံသားတွေရဲ့သာသနာကိုစောင့်ရှောက်ပေးရမှာဖြစ်ကြောင်းအားလုံးရှိမှသူရဲကောင်းတူဖြစ်မမရက်ဒီကမာကရအင်ပါကြီးကိုချဲ့ထွင်ရမှာဖြစ်ကြောင်းအခုလိုမိမိဘာသာကိုအလွယ်တကူမစွန့်လွတ်တဲ့ကြောင်းနဲ့ဗုဒ္ဓဟာဗိမ္မာသားရမင်းကြီးတုံးကလိုပဲအဇာတတက်ကိုလည်းဖမ်းဆားလိုက်ပြန်ပြီလို့ဆိုခဲ့ပါတယ်
အဇာတတက်ကသူ့ရဲ့ပြေးရှင်မင်းတာဝန်တွေကိုကောင်းစွာနားလည်ကြောင်းနဲ့ကျေးဇူးပြုပြီးဗုဒ္ဓဘောလွဲမှားတဲ့ဆွဆွဲပြောဆိုမှုတွေမလုပ်ပါနဲ့လို့ဆိုလိုက်ပါတယ်။ဘုံသားကြီးကသူ့အမှန်တရားတွေပြောနေတာဖြစ်ကြောင်းနဲ့ဗုဒ္ဓမေကွန်ပေါင်းများစွာမေးပြီးတစ်ဖက်လူရဲ့အတွေးတွေကိုကတောင်းကနေဖြစ်နိုင်အောင်လုပ်နိုင်ကြောင်းပြောတဲ့အခါမှာအဇာတတက်ကဗုဒ္ဓကဘာမေကွန်မှမမေးခဲ့ပဲမိမိရဲ့ဝင်သက်ထွက်သက်ကိုထိန်းချုပ်ယုံနဲ့စိတ်ငြိမ်းချမ်းမှုကိုရနိုင်မဲ့နီလန်ကိုညွှန်ပြပေးခဲ့တယ်လို့ဆိုလိုက်ပါတယ်။ဘုံသားကြီးကစိတ်ငြိမ်းချမ်းမှုနီလန်တွေသူ့မှာများစွာရှိတယ်လို့ဆိုလာတဲ့အခါအဇာတတက်ကတင်ကျွန်ုပ်ကိုပေးနိုင်တာအိတ်မပြောတဲ့ညတွေပဲ။တင်ကြောင်ဖခင်အရင်ကိုတော့ပြန်တတ်မိခဲ့ဒီအတွက်ကျွန်ုပ်မှနေ့စဉ်နဲ့များပူဆွေးတော့ကရောက်နေရတယ်လို့ဆိုလိုက်တာပါ။ဒါမဲ့ဘုံသားကြီးကမင်းကြီးတင်ပူဆွေးတော့ကရောက်နေတာဖခင်ကိုတတ်မိလို့မဟုတ်ဘူး။အမ်ဘာပါလီတာသနာပေါဝင်သွားလို့ပဲဆိုပြီးပြောလိုက်ပါတယ်။အဲဒီစကားကြောင့်အဇာတတက်လဲဒေါသထောင်းကနေထွက်သွားပြီးတော့ဓာတ်ကိုဆွဲထုတ်လိုက်မိလက်သားဖြစ်သွားပါတော့တယ်။အဲနောက်သူစိတ်သူပြန်လဲစူးစားထိန်းချုပ်ပြီးတော့ဓာတ်ကိုဒိန်နဲ့ပြန်သွင်းလိုက်ပါတယ်။တော်ဝင်ဘုံသားကြီးကမာဂရတိုင်းပြည်အသိမော်မျောလင်းချက်ကြီးစွာထားခဲ့တယ်။ဒါပေမဲ့တင်ကတော့ကျွန်တော်တို့ကိုမျောလင်းချက်ဖျက်ဆီးခဲ့ဒီအတွက်theyပြန်လဲပေးဆိုင်ရလိမ့်မယ်လို့ဆိုကပြန်လဲထွက်သွားကြပါတယ်။ပုံသားတွေထွက်သွားကြချိန်မှာစစ်သူကြီးကမင်းကြီးတင်ခုလိုပြောင်းလဲသွားတာကိုကျွန်တော်လဲအံ့ဩမိပါတယ်။တင်ဓာတ်ကိုထုတ်ပြီးဆိုတာနဲ့သွေးမဆိုးမဲ့ဒအိမ်နဲ့ပြန်ထည့်လိမ့်မရှိဘူးလို့ဆိုခဲ့တာပါ။အဇာတတက်ကတော်ဝင်ပုံသားတစ်ပါးကိုတတ်ဖို့တုံဆိုင်နေမှာမဟုတ်ပေမဲ့ဒီလိုလုံးမရင်ဆရာသခင်များဗုဒ္ဓကိုစော်ကားမရကြလိမ့်မယ်လို့ဆိုခဲ့တာပါ။စစ်သူကြီးကတော်ဝင်ပုံသားကြီးကရာရာဆဆမင်းကြီးကိုချင်းချောက်သွားခဲ့တယ်လို့ဆိုတဲ့ခါမှာအဇာတတက်ကဘယ်သူကပဲတွေးထိုးလှုံ့ဆော်မှုတွေလုပ်ပါစေကျွန်တော်ဘယ်တော့မှအကြမ်းဖက်မှုမလုပ်တော့ဘူးဆရာသခင်များဗုဒ္ဓညွန်ပြတဲ့လမ်းကိုပဲရှောက်တော့မယ်လို့ဆိုလိုက်ပါတော့တယ်။ဒီမှာဆူတဲ့ဇနီးပြည့်သူဘုရားရှင်စီကိုရောက်လာခဲ့ပြီးတော့ဆူတဲ့ကဘဝနောက်ဆုံးချိန်ကိုရောက်နေဖြစ်ကြောင်းနဲ့တေယံမှုမှုအချိန်မှာတော့ဘုရားရှင်အကြောင်းကိုတစ်ဖက်ဖွာပြောနေကြောင်းဘုရားရှင်ရဲ့သာသနာအတွက်တဘွားလုံးပုံအပ်ခဲ့တဲ့အိယာတဲ့လဲနေဖြစ်တဲ့ခင်မုန်းတယ်ကိုတစ်ချိန်လောက်လိုက်ပြီးတော့ကြည်ပေးဖို့တောင်းပန်လျှောက်ထားခဲ့ပါတယ်။ဘုရားရှင်ကဆူတဲ့ဟာကိုကျိုးမငယ်ပဲယဟန်တန်ဃာများရဲ့သာသနာဒါယကာဖြစ်တဲ့ထမ်းဆောင်ခဲ့ကြောင်းတွေဝေတုံဆိုင်ခြင်းမရှိပဲစည်းစိမ်ချမ်းသာအားလုံးကိုစွန့်ကြဲခဲ့ကြောင်းနဲ့အဲဒီလိုမြင့်မြတ်တဲ့သာသနာအကျိုးဆောင်ပုဂ္ဂိုလ်စီကိုတွားရမှာပေါ့လို့မိန့်လိုက်ပါတယ်။အဲနောက်ဆူတက်အိမ်ကိုကြွားသွားခဲ့ပြီးဘုရားရှင်ကိုမြင်တော့ဆူတက်ကကျွန်ုပ်ရဲ့နောက်ဆုံးအချိန်မှာအရှင်ဘုရားကိုဖူးတွေ့ခြင်းလို့ပါဆိုပြီးတော့ရှောက်ထားခဲ့ပါတယ်။ဘုရားရှင်ကတင်တရားမှာကိုကြောက်ပါသလားလို့မေးတဲ့အခါမှာဆူတက်ကကြောက်တာပေါ့ဗျာ။ဒါပေမဲ့အခုအရှင်ဘုရားနဲ့တွေ့ရပြီဆိုတော့တပည့်တော်တို့မျှော်လင့်ချက်ရှိလာခဲ့ပါပြီလို့ဆိုခဲ့တာပါ။ဘုရားရှင်ကမကြောက်ပါနဲ့ဆူတက်တင်ဘွားတစ်ချောင်းလုံးတခြားသူများပေါ်ကူညီခဲ့ဒါကြောင့်စိတ်ပူစရာမရှိဘူးကိုရောရဲ့စကားတွေကိုမျက်လုံးမှိတ်ပြီးအာယုံစိုက်ပါဒါဆိုတေခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်လိမ့်မယ်မြင်နေရတဲ့အရာတွေဟာမတည်မြဲပါကြားနေရတာတွေကလည်းမတည်မြဲပါရှာကားသိတဲ့အရာသာလည်းမတည်မြဲပါဒီခန္ဓာကိုယ်ကြီးလည်းမတည်မြဲပါအတိတတိလွတ်၍မရပါနှာခေါင်းကရတဲ့အနံ့လည်းမတည်မြဲပါအရာသာအထီးအတွေ့အတွေးအမြင်အားလုံးတည်ငါပါဝေဖာပြီးရင်သေဆုံးရမည်မှာဓမ္မတာဝေဖာမှုမရှိရင်သေဆုံးမှုလည်းမရှိနိုင်ပါဘုရားရှင်ရဲ့တရားဒေသနာအဆုံးမှာဇူတက်ကသူ့ရဲ့ရင်ထဲမှာတေခြင်းတရားကိုမကြောက်တော့ပဲနှင်းဆက်တွေလိုအေးချမ်းသွားပြီဖြစ်ကြောင်းအရှင်မြတ်လိုပုံကိုဒူးနဲ့တွေ့ဆုံခွင့်ရတဲ့ပြင်ဘဝရဲ့နေဝင်ချိန်အိပ်ရာပေါ်လဲနေတာတော့မှအရှင်ရဲ့တရားကိုနာကြားခွင့်ရလို့ကျေးဇူးကြီးမှလာကြောင်းနောက်ဆုံးစကားဆိုကတဘဝတခန္ဓာချုပ်ငိမ့်သွားခဲ့ပါတော့တယ်အဇာတမင်းစီကိုဂုံတယ်ချို့ရောက်လာခဲ့ပြီးတော့သူတို့ကုံသွဲဖောက်ကားရမျိုးနီးကတောအုပ်ထဲမှာဓမြအဖွဲ့တစ်ဖွဲ့ဝင်ပြီးတော့တောင်းချမ်းနေကြကြောင်းတိုင်ကြားလာခဲ့ပါတယ်။ဒီကမှာဇာတတက်ကလက်ဝဲစဉ်ရဲမတချို့ကတာမန်ပြည်သူအသွင်ယူစေပြီးအဆိုပါမျိုးကိုတွားဖို့နဲ့အခါခွင့်ရတာနဲ့ဓမြတွေကိုဖမ်းဆီးအပြစ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်။ကုံတယ်တွေကိုစောင့်ရှောက်ဖို့အတွက်လည်းရဲမတချို့ထည့်ပေးဖို့စစ်သူကြီးကိုစီစဉ်စေလိုက်ပါတယ်။ဒါမဲ့တောင်ဝန်ပေးရခံရတဲ့ရဲမတ်တွေကဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်သက်ဝင်နေကြပြီးဓမြတွေကိုတိုက်ခိုက်တပ်ဖြတ်ပစ်လို့စိတ်မရှိတာကြောင့်ဘုရားရှင်စီမှာယဟန်ဖြစ်ခံယူကြဖို့တိုင်ပင်နေကြပါတော့တယ်။တပတ်မှာရှင်သာရိပုတ္တရာဘုရားရှင်ထံမှာမေတော်စီပြန်ဖို့အတွက်ခွင့်တောင်းခဲ့ပါတယ်။မေတော်ဖြစ်သူကနာမကျမ်းဖြစ်နေကြောင်းနဲ့အနီးနားမှာစောင့်ရှောက်ပေးမဲ့သူလည်းမရှိကြောင်းရှောက်ထားခဲ့ပါတယ်။ဘုရားရှင်ကဒီအတွက်ဆိုရင်ခွင့်တောင်းမှုတော်မလိုကြောင်းနဲ့လောကကြီးမှာမိခင်ကိုပြုစုစောင့်ရှောက်တာထက်ကြီးမြတ်တာမရှိကြောင်းမိခင်ကိုပြုစုခွင့်ရတာဟာလည်းအဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။ရှင်သာရိပုတ္တရာကမိခင်ကြီးခံစားနေရတဲ့ဝေဒနာတွေတတ်တာစေမဲ့စုံမစကားလေးတစ်ခွန်းလောက်မိန့်ကြားပေးဖို့တောင်းဆိုခဲ့ပါတယ်။ဘုရားရှင်ကစိတ်နဲ့ခန္ဓာကျမ်းမာဖို့အတွက်လျှို့ဝှက်ချက်ရှိကြောင်းအဲ့ဒါကတော့အတိတ်ကဖြစ်ရအတွက်တောကမရောက်သလိုအနာဂတ်အတွက်လည်းကြိုတင်တွေးမပူဖို့နဲ့လက်ရှိပြစ္ဆုတ်ပံကိုအာရုံစိုက်ပြီးအကောင်းဆုံးဖြစ်အောင်နေထိုင်ခြင်းပဲဖြစ်ကြောင်းဟောကြားခဲ့ပါတယ်။အဲနောက်ရှင်သာရိပုတ္တရာဟာဘုရားရှင်ကိုနှုတ်ဆက်တဲ့အနေနဲ့ရှ िख ိုးကြော့ကထွက်သွားခဲ့ပါတော့တယ်။ဒီမြင်ကွင်းကိုကြီးကနားမှာရှိနေအဇာတတက်ကလူတွေအားလုံးကသူတို့ရဲ့ဒုက္ခတွေစိုးရိမ်မှုတွေတောကတွေအတွက်နဲ့ဗုဒ္ဓစီကိုရောက်လာကြတယ်။
ဘုရားရှင်နေနဲ့လူတိုင်းကိုစိတ်တက်မြင့်တင်ပေးရတာမငြင်းငွေဘူးလားလို့မေးလျှောက်လိုက်ပါတယ်ဘုရားရှင်ကအားလုံးကိုကိုချင်းစာတရားနဲ့ကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ပူဆွေးတောကကိုခံစားနိုင်မှာတော့မဟုတ်ဘူးလို့မိန့်လိုက်ပါတယ်အစာရတက်ကပညာရှိများစွာတွေ့ဘူးပေမဲ့အရှင်ရဲ့ကြီးမြတ်မှုကိုတော့ဘယ်သူမှမရှင်းနိုင်ကြောင်းရှောက်ထားပါတယ်ဘုရားရှင်ကလည်းဘာသာရေးကျမ်းစာတွေလည်းဘလောက်ပဲလေးလာလိုက်စားပြီးပညာရှိဖြစ်နေပါစေအဲ့ဒါတွေကိုဘဝအတွက်အသုံးမချမချင်းလေးလာမှုအားလုံးဟာအခြေအနေပဲဖြစ်ကြောင်းမိန့်လိုက်ပါတယ်ဒီစကားကြောင့်အစာရတက်ဟာပုံနာကြီးကိုအမှတ်ရမိသွားပါတယ်ဘုရားရှင်ကိုဗုဒ္ဓရဲ့တပည့်ဖြစ်ခံယူလိုက်တာကြောင့်ပုံနာကြီးစိတ်ဆိုးဒေါသထွက်နေကြောင်းပုံနာကြီးကလည်းတိုင်းပြည်အတွက်ရေးပါသူတူးဖြစ်တာကြောင့်အခုလိုမသိမမြတ်ဖြစ်နေရင်တိုင်းသူပြည်သားတွေပဲနစ်နာမှာဖြစ်ကြောင်းကိုရှောက်ထားခဲ့ပါတယ်ဘုရားရှင်ကအစာရတက်အနေနဲ့ဒီလိုသဘောထားကွဲလွဲမှုကိုတကယ်ဖြေရှင်းလို့တဲ့ဆိုရင်အများရှိမှနှစ်ဖက်တွေ့ဆုံမှုလုပ်ပြီးသဘောထားကွဲလွဲတဲ့အချက်တွေကိုလူတိုင်းကိုအသိပေးရမှာဖြစ်ကြောင်းအဲဒီနောက်နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှားမှာဖြစ်ကြောင်းနောက်တစ်ဆင့်အနေနဲ့မိမိမှားနေပါကဝင်ချတောင်းပန်မှုနဲ့တစ်ဖက်ကိုလည်းခွင့်လွှတ်ပေးဖို့ပြင်ဆင်ထားတဲ့ကြောင်းအဲဒီနောက်နှစ်ဦးသဘောတူဆုံးဖြတ်ချက်များကိုချမှတ်ပြီးအတည်ပြုရမှာဖြစ်ကြောင်းနောက်ဆုံးအနေနဲ့ဆုံးဖြတ်ချက်များကိုအများရှိမှ၃ချိန်၃ခါကြေညာပြီးကန့်ကွက်သူမရှိပါကအဲ့ဒီဆုံးဖြတ်ချက်များကိုစတင်အကောင့်ထဲဖော်နိုင်ပြီဖြစ်ကြောင်းဒီနီလာနဲ့နှစ်ဦးနှစ်ဖက်ပြန်လည်မိတ်ဖွဲ့ပြီးတော့ပြဿနာကိုဖြေရှင်းတင်ကြောင်းဟောကြားတော်မူခဲ့ပါတယ်။အဲနောက်ဘုရားရှင်ရဲ့ညွှန်ကြားချက်တိုင်းညီလာခံခေါ်ယူကအားလုံးရှိမှပုံနာကြီးနဲ့ဆွေးနွေးခဲ့ပါတယ်။အစာတသက်ကငြိမ်းချမ်းမှုစည်းကမ်းနှစ်ချက်ကိုလိုက်နာရမယ်လို့ဆိုခဲ့ပြီးတော့ပုံနာကြီးကအဲ့ဒီစည်းကမ်းချက်ကိုဘယ်သူကချမှတ်တာလဲလို့မေးခဲ့ပါတယ်။အစာတသက်ကစည်းကမ်းချက်တွေကိုဗုဒ္ဓကချမှတ်ခဲ့ကြောင်းပြောလိုက်တဲ့အခါပုံနာတွေကဗုဒ္ဓရဲ့စည်းကမ်းချက်ကိုဘာကြောင့်လိုက်နာရမှာလဲဆိုပြီးတော့ဒေါသထွက်ကုန်ကြပါတော့တယ်။ပုံနာကြီးကဗုဒ္ဓရဲ့စည်းကမ်းကိုလိုက်နိုင်ယမနာနွယ်ဝင်ပုံနာဖြစ်ကနေဗုဒ္ဓရဲ့တာဝကဖြစ်သွားလိမ့်မှာပေါ့လို့ဆိုခဲ့ပါတယ်။မင်းကြီးကိုယ်တိုင်လည်းဗုဒ္ဓရဲ့လမ်းကိုရှောက်လန်းခြင်းဟာပုံနာအားလုံးကိုမထီမဲ့မြင်ပြုခြင်းဖြစ်သလိုတစ်သလုံးကိုးကွယ်လာတဲ့ရှေးရိုးရာကိုလည်းစော်ကားရောက်တယ်လို့ဆိုလိုက်ပါတယ်။ဒီကမှာအဇာတတကဗုဒ္ဓဆိုတာပုံနာတို့ပေါ်ဘယ်သောအခါမှမကောင်းသောရည်ရွယ်ချက်မထားခဲ့ကြောင်းဗုဒ္ဓအဝိဇ္ဇာအမောင်ကိုဖြိုခွင်းပြီးတော့လူသားအားလုံးအတွက်လောကကိုအလင်းဆောင်သူဖြစ်ကြောင်းလူချင်းချင်းခွဲခြားဆက်ဆံခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မလုံမုန်းတီးမှုတွေကိုဗုဒ္ဓကဖယ်ရှားပေးခဲ့ကြောင်းပုံနာများအနေနဲ့စီးစိမ်တွေကြားမှာရစ်မှုကဗုဒ္ဓပေါ်အမြင်ဆောင်မနေသင့်ကြောင်းဗုဒ္ဓဘယင်တရဖူကိုလူဒန်းခဲ့တာတော့ညင်းပယ်ခဲ့တဲ့အထိလောဘနေပြီးကြီးညိုစရာကောင်းသူဖြစ်ကြောင်းဗုဒ္ဓအရာအားလုံးကိုစွန့်လွတ်ခဲ့ပြီးသည့်တိုင်ရိုးရှင်းတဲ့ဘဝနဲ့အရာအားလုံးကိုပြီးပြည့်စုံနေသူဖြစ်ကြောင်းဆိုခဲ့ပါတယ်။အဲဒီချိန်မှာပဲကုံတယ်တွေရောက်လာကြပြီးတော့သူတို့ဓမြအတိုက်ခံကြောင်းလာပြီးတော့တိုင်ကြားကြပါတော့တယ်။အစာတကတော့သူ့ရဲ့တပ်ဖွဲ့ကိုအဆောင်ရှောက်ဖြစ်နေထဲပေးလိုက်တယ်မဟုတ်လားလို့မေးတဲ့အခါရဲမတ်၅ဦးသာကုံတယ်များနဲ့လိုက်ပါသွားခဲ့ပြီးအဲ့ဒီရဲမတ်တွေလည်းဓမြများရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပြီလို့ရှောက်တင်ကြပါတယ်။အစာတကဒါကဘလို့ဖြစ်ရတာလဲဆိုပြီးတော့စစ်သူကြီးကိုမေးတဲ့အခါမှာစစ်သူကြီးကတာဝန်ပေးရခံတဲ့တပ်မှုတွေကရုတ်တရက်ရဟန်းပြူသွားကြကြောင်းဒီအကြောင်းကိုနောက်ကျမှသိရတာဖြစ်ပြီးတော့ရဟန်းပြူရတဲ့အကြောင်းကိုမေးတဲ့အခါမင်းကြီးလိုပဲဗုဒ္ဓရဲ့အဆုံးအမကိုနာခံပြီးတော့အကြမ်းမဖက်လိုခြင်းကြောင့်ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ဒီကမှာခွင်ကောင်းရသွားတဲ့ပုံနာကြီးကဗုဒ္ဓရဲ့အဆုံးအမကြောင့်ရဲမတိုင်းဒီလိုရဟန်းပြူနေကြရင်တနေ့ကျတိုင်းပြည်မှာဒုက္ခကြုံရမှာဖြစ်ကြောင်းနဲ့မာဂရစစ်တပ်တစ်ခုလုံးရဟန်းပြူသွားကြရင်မင်းကြီးဘလို့လုံမလဲလို့မေးလာပါတော့တယ်။ဒါကြောင့်နောက်ရမှာအစာတဘုရားရှင်စီကိုတွားရောက်ခဲ့ပြီးတော့စစ်တီရဲမတိုင်းသာတပ်ဖြတ်ခြင်းကိုစွန့်လွတ်ကုန်ရင်ကျွန်တော်တို့ကိုဘယ်သူတွေကကာကွယ်ပေးပါတော့မလဲလို့မေးခဲ့ပါတယ်။ဘုရားရှင်ကရဲမတ်တွေအနေနဲ့သူတို့ရဲ့တာဝန်ကိုရှောင်လွှဲဖို့အတွက်သာသနာကိုခုတုံးမလုပ်စေရကြောင်းရဲမတ်တွေကမိမိရဲ့နိုင်ငံမိမိရဲ့ပြည်သူအတွက်ရှေးရှုပြီးသူတို့ရဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်တင်ကြောင်းရဟန်းများအနေနဲ့လည်းစစ်တီရဲမတ်တွေကိုအကြမ်းမဖက်တဲ့လမ်းကိုရှောက်ဖို့မတောင်းဆိုတင်ကြောင်းဟောကြားခဲ့ပါတယ်။အစာတသက်ကစစ်တီရဲမတ်များအနေနဲ့မိမိရဲ့တိုင်းပြည်မိမိရဲ့ပြည်သူအတွက်အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့စစ်တိုက်တင်ပါသလားလို့မေးလျှောက်လာပြန်ပါတယ်။ဒီကမှာဘုရားရှင်ကအဖြစ်အပျက်တစ်ခုကိုဥပမာပေးတော်မူပါတယ်။တခါကရွာမှာစိတ်ပြင်းတဲ့မွေးတကောင်ရှိကြောင်းအဲ့ဒီမွေကိုက်လို့တေဆုံးရသူပေါင်းလည်းမနှဲတော့ကြောင်းဒါကြောင့်ရွာသားတွေကလည်းမွေကြီးကိုအတော်လေးကြောက်ရွံ့နေကြကြောင်းခလွေတွေကလည်းမွေကြီးရှိရာတစ်ပင်အနီးမှာမကစားရကြကြောင်းဒီလိုနဲ့တရက်မှာတော့ရဟန်းတစ်ပါးရောက်လာခဲ့ပြီးအဲ့ဒီတစ်ပင်ချေးမှာအနားယူဖို့ထိုင်လိုက်ကြောင်းဒီအချိန်မှာမွေကြီးကလည်းရဟန်းကိုကိုက်ဖို့ကျွေးနေကနေထွက်လာခဲ့ကြောင်းဒါမဲ့ရဟန်းကတည်ငြိမ်စွာနဲ့မွေကြီးကိုအမြင်မှန်ရအောင်တရားဟောလိုက်ပြီးတော့မွေကြီးလည်းအဲ့ဒီကလေးကဘသူ့ကိုမှမကိုက်တော့ကြောင်းဒီလိုနဲ့ကြာလာတဲ့ခါရွာသားတွေကမွေကြီးကိုမကြောက်တော့သလိုကလေးတွေကလည်းမွေကြီးရဲ့အမိကိုတတ်နှင်းကစော်ကစားကြကြောင်းတခါတည်းလည်းကြောက်တုံးများနဲ့ပြစ်ပေါက်စော်ကစားကြတဲ့အထိမွေကြီးကပြန်မကိုက်ခဲ့ကြောင်းကြာလာတဲ့ခါမွေကြီးကစားလောင်းနာကျင်မှုတွေနဲ့တူအလွန်အားနည်းလာခဲ့ကြောင်းဒီနေ့မှာတော့မွေကိုတရားပြခဲ့တဲ့ရဟန်းဟာအဲ့ဒီတစ်ပေအနားကိုပြန်လာခဲ့ပြီးမွေကြီးရဲ့ဆိုးဝါးတဲ့အဖြစ်ကိုမြင်တွေ့ရကြောင်းအဲ့ဒီခါမှာမွေကြီးကိုပြုစုပေးလိုက်ပြီးတော့အကျိုးအကြောင်းကိုမေးကြည့်တဲ့အခါမွေကြီးကလူတိုင်းပေါ်ထားတဲ့တနာကျင်နာစိတ်ကြောင့်အခုလိုဖြစ်တယ်လို့ပြန်ဖြေခဲ့ကြောင်းဒီကမှာရဟန်းကရီလိုက်ပြီးတော့မွေကြီးကိုလူတွေကိုအန်ရယ်မပြုတ်ဖို့သာဟောခဲ့တာဖြစ်ပြီး
ငွေတကောင်ရဲ့ဇယိုက်တဘာဝကိုစွန့်လွတ်ဖို့တောင်းဆိုခဲ့တာမဟုတ်ကြောင်းကိုပြန်ပြောခဲ့ပါတယ်အဲ့တော့မှမွေကြီးကနားလေသွားခဲ့ပြီးတော့နောက်ပိုင်းမှာလူတွေကိုဒုက္ခမပေးလို့ပေမဲ့ပပြင်းထောင်ချင်းအတန်ပေးခြင်းတွေလုပ်ခဲ့ပြီးတော့အဲ့ဒီအခါမှာပဲချမ်းသာစွာနေရတော့ကြောင်းဒီဥမာကိုကြည်ချင်းအပြင်အကျမ်းမဖက်ချင်းစိမ့်နဲ့ခေါင်းငုံခံလို့ရင်နောက်ဆုံးမှမိမိကိုယ်တိုင်အကျမ်းဖက်ခံရနိုင်ကြောင်းဒါကြောင့်မတရားမှုကိုအနိုင်ဖို့စစ်ခင်းဖို့လိုအပ်လိုက်စစ်ခင်းတင်ကြောင်းတော်လှန်မှုလိုအပ်လိုက်တော်လှန်တင်ကြောင်းဒါပေမဲ့ဘလို့စစ်ပွဲမျိုးကိုမှမိမိကအစာမပြိုးတင်ကြောင်းနဲ့မလွဲတာမဆောင်တာတဲ့အခါမှာစစ်ပွဲကိုဆင်နွှဲရကြောင်းဟောကြားခဲ့ပါတော့တယ်ဘုရားရှင်အဆုံးအမကိုနာကြားပြီးချိန်မှာအစာတက်ဟာလက်အုပ်ကြီးရှ िख ိုးကသူ့စိတ်တွင်းကအမောင်တို့ကိုဖယ်ရှားနိုင်ခဲ့ကြောင်းနဲ့တက်ရှိထင်ရှားရှိစဉ်မှာဗုဒ္ဓနဲ့ဆုံတွေ့ရခြင်းဟာမဟာကံကောင်းမှုကြီးတစ်ခုပဲဖြစ်ကြောင်းဆိုခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကတော့ဒီမှာလေးပဲရန်နာခွင့်ပြုပါအောင်နောက်ရက်များမှာလည်းပိုင်းဆက်များကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မေပရိသတ်များနဲ့တော့ရွှေမြန်မိသားများအားလုံးပဲကြမ်းမှာပေးကင်းကြပါသည်ခင်ဗျာကျွန်တော်အန်ခင်မူပါ